YouTube မှာတော့ AI တွေတော်တော်ယူဆိုလာပြီဒီဖြစ်ကတော့ Lesana Chase ကလို့ခေါ်တဲ့ content creator တယောက်ဖြစ်သွားတဲ့ဖြစ်လေးတစ်ခုပေါ့နော်သူက Twitter မှာ creator တွေက99%လောက်မှဖြစ်နိုင်ဘူးဆိုတဲ့ဖြစ်တစ်ခုကိုသူက online ကြောင်း YouTube ကိုဥပဒေကနေအနိုင်ယူခဲ့ကြောင်း post တင်ခဲ့ပါတယ်သူပြောပြခဲ့တာကတော့လွန်ခဲ့တဲ့3လလောက်မှာသူ့ရဲ့ channel က views content ဆိုပြီးတော့အကြောင်းပြချက်နဲ့ငွေရှာဝင်ရက်စက်ခံရတယ်ပေါ့နော်ဒါကို you can လည်းဝင်ရောတကယ် reviewer တယောက်ကစစ်ဆေးပြီးတော့မူရင်း content ဖြစ်တဲ့ဆိုပြီးတော့ tweet ပြုပြီးငွေရှာဝင်ပြန်ဖွင့်ပေးခဲ့ပါတယ်ဒါပေမဲ့9လကြာမှာတော့အဲ့လိုခွင့်ပြုထားတဲ့ views content ကိုပဲ very ထိပြီးတော့သူ့ရဲ့ channel တစ်ခုလုံးဖျက်ချခံလိုက်ရတယ်ဒါနဲ့ပဲသူကချက်ချင်းပေါ့နော်သူအဲ YouTube ကိုလမ်းပြီးတော့အကြောင်းကြားတာပေါ့နော်ဒါပေမဲ့ AI ပေါ်နေပဲတွေ့ပြီးတော့သူ့ရဲ့အကြောင်းကြားတဲ့အယူခံလွှာကိုပယ်ချခံခဲ့ရပါတယ်ဒါပေမဲ့သူက Europa နိုင်ငံသား content creator ဆိုတော့ဥပဒေကိုအသုံးပြုပြီးကိုကာကွယ်မယ်ဆိုပြီးတော့တရားရုံးကိုအမှုတင်လိုက်တယ်ပေါ့နော်အမှုတင်ပြီးတော့လေးလအကြာ2025ခုနှစ်မလမှာတော့ဆုံးဖြတ်ချက်ကထွက်လာပါတယ်သူ့ရဲ့တိုင်ကြားချက်ကမှန်ကန်ကြောင်း channel တွေဖျက်ချခံရတာတွေကမတရားကြောင်း YouTube ကဘလို့ content ကဘလို့ဥပဒေချိုးဖောက်တယ်ဆိုတော့တခြားမဖော်ပြနိုင်ခဲ့ဘူးဆိုပြီးတရားရုံးကဆုံးဖြတ်ချက်ချခဲ့ရပေါ့နော်ပြောရမယ်ဆိုရင်တော့တရားရုံးမှာ YouTube အနိုင်ရခဲ့ပါတယ်ဒါပေမဲ့အနိုင်ရပြီး9လအကြာမှာတော့မှသူ့ရဲ့ခြေနေကဘလို့ရှိလဲဆိုရင်ဒီနေ့အထိကိုသူ့ရဲ့ channel ကဖျက်သိမ်းခံနေရတဲ့အထက်ပါပဲဒီကြောင်းနဲ့ပတ်သက်ပြီးတော့ YouTube ရဲ့ဥပဒေဖွဲ့တွေပေါ့နော် email တွေလည်းပို့တယ်ဒါပေမဲ့ပြန်ရတဲ့အဖြေတွေကတော့ policy ကနေပဲ reply ပြန်ရခဲ့တယ်ဟိုသူကတော့ဒီဖြစ်ကိုအနေနဲ့မကန်ဆောင်ရွက်လို့တရားဥပဒေမှာအနိုင်ရခဲ့ရဆိုရင်တော့မှပေါ့နော် AI စနစ်ကလှုပ်ရှုံးအောင်မှာပဲဆိုပြီးတော့ post တင်ထားပါတယ်သူ့လိုဥပဒေရုံးမှာအနိုင်ရခဲ့တဲ့သူတော်ဒီလုပ်တဲ့ဆိုတော့ကျန်တဲ့ creator တွေဆိုရင်ဘယ်လိုလုပ်ကြမလဲပေါ့နော်ဒါပြင်မှာပဲ2025ခုနှစ်မှာလည်းအဲ့လိုမျိုး reels content တွေတုံးနေဆိုပြီးတော့ AI စနစ်ကဖြုတ်ချခဲ့တာဆိုရင် YouTube channel ပေါင်းက9တန်းကျော်တောင်ရှိတာဆိုတော့လေအဲ့9တန်းကျော်လောက်ထဲမှာ1တန်းကျော်လောက်ကမတရားဖိတ်ချခံရတဲ့ဆိုရင်တော့မှဒီလို AI လက်ချက်ကြောင့်လည်းပြောလို့ရမှာပေါ့နော်ဒါကြောင့်ပဲသူ့ရဲ့ Twitter လူကြိုက်များနေပြီးတော့ Twitter မှာရှိတဲ့ YouTube တင်းကိုလူတွေကပြန်ပြီး retweet လုပ်ကြရပေမဲ့အခုထိတော့အကြောင်းမပြတ်သေးပါဘူးအခုလိုတရားဥပဒေနဲ့တွားထားတဲ့သူကတော့မှ YouTube မှာတကယ်လူနဲ့စကားမပြောနိုင်ဘူးဆိုတဲ့အခြေအနေကတော်တော်ဟျို့ဆိုးရဲဆိုပါမယ်တကယ်လူနဲ့တွေ့ရင်တော့အဲ့လို Twitter မှာကိုဘောနော် post ကိုနာမည်ကြည့်အောင်လုပ်ဒါပေမဲ့သူ့လိုသူကြိုက်များနဲ့ post တော့မှအခုလို YouTube တရား reply ပြန်မလုပ်ဘူးဆိုတော့ဒီစနစ်ကဘယ်လိုတွေတွားလဲဆိုတော့မသိဘူးပေါ့နော်ဒီ post ကို YouTube တရားတွေ့ပြီးတော့သူ့ရဲ့ channel ပြန်ပြီးတော့ဖွင့်ပေးမယ်ဆိုရင်တော့မှသူကပိတ်ခံထားတာတစ်တောင်ရှိပြီဆိုတော့ပတ်စံရှာဖို့တော့ကတော့တော်တော်ရွခက်ခဲသွားနိုင်တယ်ပေါ့နော်အစပဲပြန်ရှာတော့